USA နဲ့ Venezuela USA က Venezuela နိုင်ငံကိုနိုင်ငံအထွေထိုးစစ်ဆင်တော့မလားဆိုတဲ့ဟာမှာစိတ်ဝင်စားပြီး comment မှာနောက်မေးနေတဲ့ comment တွေအတွက်ပေါ့နော်ကျွန်မကအပေါင်းလေးနေပြီးကျွန်မရဲ့ viewers တွေ followers တွေကျွန်မဒီနေ့နောက်ဆုံးရတဲ့တင်းကိုတင်ပေးပါမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်သူပို့ပြီးအင်အားတွေထပ်ဖြည့်လာတယ်လို့ပြောတယ်ပြီးတော့ဒီတင်းတုံးတဲ့လူကလည်းပြောတယ်ဒီ USA က Venezuela နိုင်ငံကိုထိုးစစ်ဆင်မယ်ဆိုလို့ရှိရင်သူတို့မှာ Iran Russia တရုတ်လုံးဝ food bucket အနေနဲ့ယူထားတယ်ရုရှားတွေဆိုသူတို့ရဲ့ဂျက်လေယာဉ်တွေမှာရောက်နေပြီနော်သူတို့ရဲ့တာဝေးဘင်းဒုံးကြီးတွေဟောပြီးလူအင်အားတွေကသူတို့အရင်လွန်ခဲ့တဲ့တပတ်လောက်ကတည်းကအဲ့မှာဖြစ်ထားပြီးသားပြောချင်တဲ့တဘောကအခုဒေါ်နယ်ထရန့်ကယူကရိန်းနဲ့ရုရှားမှာလည်းနိုင်ငံစစ်ပြည်ကြီးနိုင်ငံပြစ်ခတ်ရက်စဲရေးအတွက်သူညှိနေနေတဲ့ကြောင့်မို့ဘယ်ချိန်ဘယ်ကွက်မှာဘယ်ချိန်မှာလာမလဲဗီနီဇိုလာကိုဘယ်လိုလာမလဲဆိုတဲ့ဟာမှာသူကအကွက်ချောင်းနေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဗီနီဇိုလာကိုထိုးစစ်ဆင်ဖို့အတွက်ဒေါ်နယ်ထရန့် president မှာ full အာဏာရသွားပြီနော်သူတို့ရဲ့အထက်လွှတ်တော် Senate Congress ကနေမဲဖျက်ဆုံးဖြတ်တဲ့ထက်မှာဒေါ်နယ်ထရန့်ကသူဆုံးဖြတ်ချက်တိုင်းလုပ်လို့ရပြီဆိုတဲ့ဟာသူမှရသွားပြီဟိုတခါကျွန်မတင်ပြီးသားပြီးအဲ့ဒါကြောင့်မလို့အချိန်မီထိုးစစ်ဆင်နေတယ်လို့ကျွန်မပြောခဲ့တာပြီးတော့နောက် comment တွေမှာကျွန်မကိုရွက်တယ်လို့စောင်းတယ်လို့နဲ့အမပြောတဲ့ဗီနီဇိုလာစစ်ကအခုချိန်ကြီးမဖြစ်သေးဘူးလားဆိုတာကျွန်မကသူတို့ပြောတဲ့အတိုင်းတင်တာပါသူတို့ကအချိန်မီလုပ်နိုင်တယ်လာမဲ့ရက်တွေဆိုလို့ရှိရင်ဟိုလာမဲ့လတွေနောက်လ2လ3လလာမှလုပ်နိုင်တဲ့ဟာမျိုးအကြာကြီးဆိုလို့ရှိရင်တော့သူတို့ကအာရအဲ့နာပတ်ဝန်းကျင်မှာဒီလောက်အင်အားတွေတက်ချပြီးမှလဲပတ်နေမလားပြောချင်တဲ့ဘောကသူတို့သတင်းတင်တဲ့ပဲတင်တာပါဒီသတင်းကလည်းအဲ့လိုပဲပြောပါတယ်မကြာမီရက်တော့တွင်းမှာထိုးစစ်ဆင်နိုင်ပါတယ်ဒါပေမဲ့ဒေါ်နယ်ထရန့်အနေနဲ့သူတို့အနေနဲ့ဟိုပေါ့နော်ဒီကောက်ွယ်ရေးဝန်ကြီးစစ်ဝန်ကြီးတွေနဲ့သူတို့စဉ်းစားပြီးသူတို့ရဲ့ new view strategy တွေကိုသူတို့စဉ်းစားရပါတယ်ဘာလို့လဲဆိုရင်ကျမတို့စစ်စင်ရေးစစ်တခုလုပ်တယ်ဆိုတာကျမတို့ဒေါ်လာတန်း100နဲ့မရပါဘူးသူတို့ရဲ့ကုန်ကျစရိတ်တွေဘယ်လောက်ရှိရဲဘယ်လိုဆိုးကျိုးတွေနဲ့စစ်ကနေရလာမဲ့သူတို့ရဲ့ side effect တွေနဲ့ဘယ်လိုထိုးစစ်ဆင်ရမယ်ဆိုတာတွေတော်တော်လေးဆွေးနွေးပြီးသူတို့ခေါင်းတောက်ရမယ့်အနေအထားမှာရှိရတဲ့အတွက်ကြောင့်မလို့တကယ်လို့ချနေပြီးတင်းတက်တာနဲ့ကျွန်မတင်ပေးပါမယ်ဒါပေမဲ့ဒီနေ့မှာတော့ဒီလိုပြောလာပါတယ်အင်အားတွေတော့ပို့ပြီးတော့အရင်အထက်တောင်တိုးကျက်လာတယ်ပြီးတော့နောက်တစ်ခုကဒီလောက်အင်အားနော်တမန်တော်ဘုရှ်ခေတ်တုန်းကပနားမားကိုဝင်စီးပြီးတိန်းတုံးဝင်စီးပြီးတိုက်ခိုက်တုံးကထက်တော်မှာပမာဏများတယ်လို့လည်းပြောကြပါတယ်တဲ့ဌာနမှာအဲ့တဲ့ကိုလည်းကျွန်မတင်ခဲ့ပြီးပါပြီဆိုရင်မတိုက်သေးပါဘူးအေးဆေးပါသူတို့စဉ်းစားနေသေးပါတယ်ဆိုပြီးတော့ပြောနေတဲ့ official တဲ့ဌာနကနေပြောနေတဲ့ဟာမှာကျွန်မကလောက်ကြံပြီးတော့မှဟာလောက်ပါတော့မယ်အခုချပါတော့မယ်ဆိုတာမျိုးပြောတာလုံးဝမရှိပါဘူးဘာလို့လဲဆိုရင်ကျွန်မတို့ရဲ့ viewers တွေကကျွန်မတခုတည်းနားထောင်နေတာမဟုတ်ပါဘူးအခုခေတ်ကြီးထဲမှာကျွန်မတို့ထက်ပို့ပြီးတက်ပြီးနားလေတဲ့တဲ့သမားတွေကြည့်ရှုသူတွေအများကြီးရှိပါတယ်သူတို့တွေလည်းတဲ့ဌာနတွေအများကြီးနားထောင်ပြီးမှကျွန်မကလောက်ကြံပြောသလားမပြောသလားဆိုတာမှန်ကန်တိကျပါတယ်အားကြောင့်မို့ကျွန်မကိုယုံကြည်ပြီးတော့မှနားထောင်ပြီးစိတ်ဝင်စားတော့သူများအပေါင်းလေးနှိပ်ပြီးတော့မှသူများလည်းမြင်စေချင်တယ်ဆိုရင်ဒီများလေးမိပေးခဲ့ကြပါကျွန်မ YouTube အကောင့်ကနေလည်းအခင်းနနာအကောင့်ကနေတင်ပေးပါတယ်အားလုံးပဲအဆင်ပြေကြပါစေ bye bye